ကိစ္စကအခုမြန်မာပြည်မှာအားလုံးပြည်သူတွေခံနေရတဲ့ပြဿနာအကြီးစားကြီးတစ်ခုပေါ့ဗျာနော်နိုင်ငံတော်အဆင့်ပြန်ပြီးဆွဲမှုတွေဖြစ်နေတာနိုင်ငံတော်အဆင့်ငွေညှစ်မှုတွေနိုင်ငံတော်အဆင့်လူကုန်ကူးမှုကြီးဖြစ်နေမြန်မာနိုင်ငံမှာအဲ့တော့ဦးမင်းအွန်လိုင်းကတော့ပြောတာပေါ့ဗျာနော်ဘယ်ကောင်မဲဆိုတော့သတင်းဌာနတွေမှာပြောနေတာအကုန်လုံးအားမြန်မာပြည်ပေါက်ကရပြောနေတာပေါ့သူဆိုလိုချင်တာကတော့မြန်မာနိုင်ငံမှာလက်တွေ့ဖြစ်နေတဲ့တခြားစီနိုင်ငံကကြားလာကြည့်ပါကျွန်တော်တို့ကယင်းနှမြုံနှံမှာနော်အေးဆေးပါကျွန်တော်မြန်မာနိုင်ငံမှာအေးဆေးပါပေါ့နော်အဲ့တော့သူတို့တွေသတင်းဌာနကပြောနေတာတွေမယုံပါနဲ့ပေါ့မြန်မာပြည်ထဲမှာငြိမ်းချမ်းနေတယ်ခင်ဗျားတို့လာပြီးရင်းနှီးမြှုပ်နှံလိုက်ခင်ဗျားတို့ကောင်းကောင်းကောက်ွယ်ပေးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့မြန်မာနိုင်ငံမှာဘာမှမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးထိသူပြောတာပေါ့ရတယ်မြန်မာနိုင်ငံမှာအေးဆေးပါပဲဆိုတဲ့ဦးမင်းအွန်လိုင်းကမြေပြင်ကသတင်းကိုအမှန်မရပဲသူ့ကိုသတင်းအမှန်ကိုပေးကြရလားလို့ကျွန်တော်မေးချင်တယ်နော်အဲ့တော့တိတ်ရှိတာပေါ့ဗျာတဲ့ရှိတာပေါ့ဗျာတဲ့ဟုတ်လားခင်ဗျားတို့ဘယ်လိုပါသွားတယ်တစ်လောက်ဟိုတဲ့9000ပေးနေရတယ်9000ပေးနေရပြီဆိုတဲ့ဦးမင်းအွန်လိုင်းကအောက်မှာဘာဖြစ်နေလဲသူမသိဘူးနော်နိုင်ငံတကာသတင်းတွေကိုမယုံပါနဲ့သူပြောပဲနော်သတင်းမီဒီယာတွေကိုမယုံပါနဲ့မြန်မာပြည်ကိုလာကြည့်လိုက်ပါဆိုတဲ့ခါကျတော့သူကမြန်မာပြည်ကသတင်းတွေအကုန်လုံးရနေရလားရနေတယ်ဟေးတေချာတယ်ဟေးဆိုရင်သူကိုယ်တိုင်ဒီလူကုန်ကူးမှုကြီးနိုင်ငံတော်အဆင့်လူကုန်ကူးမှုမှာသူကိုယ်တိုင်ပါဝင်ပတ်သက်နေပြီနော်အောင်ပြည့်စုံနေနေပေါ့နော်ဒါဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းတာဒီ Cyber City အင်အားကြီးကိုဦးမင်းအွန်လိုင်းကပြန်စမယ်ဆိုတဲ့ခါကျတော့ပြည်သူတွေကိုအကျိုးမြတ်ရှိစေခြင်းလို့စတာလားဒါမှမဟုတ်ရှင်သူ့မိသားစုအကျိုးမြတ်ရှိစေခြင်းလို့စတာလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်နော်အဲ့တော့မြေကင်ထားတော့အောက်ပြည့်စုံကကင်ထားတယ်ဆိုတော့အောင်ပြည့်စုံဘာတွေကင်ထားလဲကျွန်တော်သိရတော့ဆိုစောက်လို့ရေးကုမ္ပဏီပေါ့အခုလောလောဆယ်မြန်မာနိုင်ငံမှာတကယ်ထိုက်ကွန်အကြီးစားကြီးပေါ့အကြီးစားကြီးကတော့အောင်ပြည့်စုံလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်နေပြည်တော်မှာငရင်လောက်တယ်မြေတွေပြိုတယ်အိမ်ပြန်ဆောက်တယ်သူသားပဲသူတို့အချင်းချင်းလက်ကုပ်ထားပြီးသားဖြစ်တယ်တကယ်နိုင်ငံသူ့အဖေရဲ့ယာဒူးပေါ်မှာအခြေခံပြီးတော့ကြီးပွားတိုးတက်လာတော့မိသားစုเนาะဒီစီးပွားရေးအောင်မြင်တဲ့ကိုယ့်ရည်ချင်းနဲ့ကိုတိုးတက်လာတော့ဒါမှမဟုတ်ရှင်လည်းအဖေရဲ့ယာဒူးပေါ်မှာအခြေခံပြီးတော့လုတ်ပိုင်ခွင့်တွေရနေတာတော့ကျွန်တော်ပြောမတတ်ဘူးပေါ့ဗျာเนาะဒီကုမ္ပဏီအကြီးစားကြီးကအောင်ပြည့်စုံပိုင်တာမှန်ပါတယ်telecommunication နဲ့ပတ်သက်တဲ့ခေါင်းမဲဆိုတော့မြို့ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်တမ်းအကျိုးရှိမှာကtelecommunication ပိုင်ရှင်တွေပေါ့နော်အကျိုးရှိမယ်ဥပမာပြ Mytel မှာ share အများစုပိုင်တာဘယ်သူလို့ထင်တယ်ဗျမင်းအောင်လိုက်လို့မိသားစုပဲလေနော် Mytel share အများစုကိုပိုင်တာလဲကျွန်တော်ကြည့်ရတာတော့အောင်ပြည့်စုံပဲကြားတယ်နော်ဟောအောင်ပြည့်စုံအဲ့ဒီတကယ်တမ်းအကျိုးဖြစ်ထွန်းမှာကစောက်လို့ရေးအတွက်ကြတော့လဲအောင်ပြည့်စုံနော်ဒီ telecommunication နဲ့ပတ်သက်တဲ့တကယ် Mytel လို့လိုမျိုးတကယ်နိုင်ငံတော်အဆင့်ဒီဘောနီးပညာကုမ္ပဏီတွေကိုပိုင်တာလဲအောင်ပြည့်စုံဖြစ်နေတယ်အဲ့တော့တကယ်တမ်းအကျိုးရှိမှာပဲမြေတွေကကင်တာသူထက်ကင်တာသူလားမဖြစ်နိုင်ဘူးထင်တယ်နော်ပြည်ဦးလွင်လမ်းစုံမှာအောင်ပြည့်စုံပိုင်တဲ့ shopping mall ကြီးနဲ့မြန်မာပြည်မှာအကြီးဆုံးပဲတဲ့အကြီးဆုံးထဲမှာပါတယ်နော်အဲ့တော့ကျွန်တော်ကြည့်ရတာဦးမင်းအွန်လိုင်းကနိုင်ငံကောင်းစီခြင်းလို့လားမိသားစုကောင်းစီခြင်းလို့ဒီအာဏာကိုသူမစွန့်နိုင်မဖြစ်နေရလားကျွန်တော်မေးရတော့မယ်ဘာကြောင့်လဲဆိုတော့ကာကွယ်ဦးစီးချုပ်ယာတုကိုသူယူထားတယ်အဲ့တော့နေရာကိုသူကမဖြစ်မနေယူထားတာဒီ cyber city တွေဟဲ့လားမိသားစုတွေကအခုလောက်ရှိချမ်းသာလို့မဝသေးတာလားဒါလည်းမေးခွန်းထုတ်စရာတွေကဖြစ်လာပြီဗျာနော်တိုင်းပြည်ကိုအဖေကမီးဖြတ်တယ်တဲ့သားကဆိုလာတင်သိမ်းပြီးရောင်းတယ်ပါမစ်ယူပြီးရောင်းတယ်ဆိုဟုတ်တယ်ပဲဒီတဲ့ပုံစံသူ့အမျိုးကရှိတယ်သူ့အမျိုးကထပ်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့တခြားပါမစ်တွေရောင်းစားရရှိသေးတယ်